ငွေကြေးဘလောက်များများရခဲ့လို့ကမ္ဘာမြေဆုံးအဆောင်ပေါ်မှာကြော်ညာတက်ရိုက်ခဲ့တာလေမင်္ဂလာပါ Story Channel ကနေကြိုဆိုလိုက်ပါတယ်တင်ဟာပတ်စံရမယ်ဆိုရင်ဘယ်လိုမျိုးသောဆွန့်လွတ်မှုတွေစွန့်စားမှုတွေတင်းတက်တော့ပေးရမယ်တင့်မိသားစုချမ်းသာမယ်ဆိုရင်တော့အဲ့ဒီလိုအရာတွေကိုတင်လုပ်နိုင်မယ်ထင်ပါလားဒါတွေကတကယ်တမ်းကြုံလာတော့မှခိုင်မာတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်နိုင်မှာဖြစ်ပြီးမဖြစ်လာသေးတဲ့အရာတစ်ခုအတွက်ကိုတော့ပေးနိုင်ပါတယ်ဆိုပြီးလွယ်လွယ်နဲ့ဖြေကြပါလိမ့်မယ်ဆိုရိုးစကားတော့ရှိပါသေးတယ်ဒေါသထွက်နေချိန်မှာဆုံးဖြတ်ချက်တစ်ခုကိုမချလိုက်ပါနဲ့ဆိုသလိုမျိုးပါဒါမှန်သိစိတ်နဲ့တခြားသောစိတ်အခြေအနေတွေမှာချမှတ်တဲ့ဆုံးဖြတ်ချက်တွေဟာကွာခြားနိုင်ပါတယ်။ဒီမျိုးသမီးကတော့ဘလို့တွေကြောင့်ဘလို့အခြေအနေတွေကြောင့်ဒီကြောညာကိုရိုက်ကူးဖို့လက်ခံလိုက်တယ်လေသူမကိုယ်တိုင်ပဲသိပါလိမ့်မယ်။သူနေအောင်မပြောပါနဲ့သူရိုက်ကူးနေတဲ့ဗီဒီယိုကိုကြည့်ရင်ကိုပဲကြောတော်တော်ချမ်းနေပါတယ်။အသက်41နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nico Smith Lewis ဆိုတဲ့ American နိုင်ငံသူဟာဒီကြောညာကို2021ခုနှစ်မှာရိုက်ကူးခဲ့ပါတယ်။သူမအနေနဲ့ဒီလိုကြောညာရိုက်ကူးတာဟာဘလို့အကြောင်းကြောင့်လဲသူမဒီကနေဘလို့ကျိုးမြတ်တွေရရှိခဲ့တယ်လေသူမဟာဘာလို့တဲ့သူတယောက်လဲဒါတွေကိုတက်ဆက်ပေးသွားပါမယ်။ Nico Smith ဆိုတဲ့သူဟာလေယာဉ်ပေါ်ကခုန်ကြသူ Sky Diver Stunt Woman ဖြစ်နေတရုပ်ဆောင်နိုင်သူ Motivational Speaker တူဖြစ်လေဆောင်ရွက်နေသူတူပါသူမအနေနဲ့2021ခုနှစ်မှာဒူဘိုင်းမှာရှိတဲ့ပေပေါင်း2916ပေအမြင့်ရှိပြီးကမ္ဘာအမြင့်ဆုံးစောင့်ပေါ်မှာဒူဘိုင်း Expo ကြော်ညာကိုတက်ရောက်ရိုက်ကူးခဲ့ပါတယ်နီကိုဟာ Emirates လေကြောင်းလိုင်းရဲ့အဝတ်စားကိုဝတ်ဆင်ပြီးဘာလှည့်ကွက်မှမပါဘဲနဲ့အဲ့ဒီအမြင့်ပေါ်ကိုတကယ်ပဲတက်ရောက်ရိုက်ကူးခဲ့တာပါဒီလိုမျိုးရိုက်ကူးရေးလှုပ်ဆောင်ချိန်မှာ CGI လုံးဝအသုံးမပြုဘဲ drone camera နဲ့ရိုက်ကူးခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်ဒီအတွက်ကြောင့်ဒီကြော်ညာဟာတကမ္ဘာလုံးကလူတွေရဲ့စိတ်ဝင်စားကြည့်ရှုမှုနှုန်းများပြားသည့်အထိအောင်မြင်ကျော်ကြားလာခဲ့ပါတယ်ဒီကြော်ညာရဲ့ပေးခြင်းတဲ့ message စာ We are on top of the world ဆိုတဲ့စာသားဖြစ်ပြီးသူမအဲ့ဒီစလုံးကိုသူမကိုယ်တိုင်ပြောကြားခဲ့တာပါဒါအပြင်ကို I'm still here wow I can see Dubai Expo finally here came our Frank ဆိုတဲ့စာသားတွေကိုကင်ဆောင်ပြခဲ့ပါတယ်သူမအနေနဲ့ဒီလိုဆိုင်းဖို့ကင်ဆောင်ရက်နေမှုမှာ Dubai Expo လေယာဉ်ဟာလေသူမကိုဆက်တပတ်တီးဘက်ကသူမနဲ့တူကြော်ညာခဲ့တာပဲဖြစ်ပါတယ်ဘယ်တော့တော့ကြောချမ်းနေလိုက်မလဲဗျကဲအမြင့်ရောက်လို့ကြောက်နေပါတယ်ဆိုကမှလေရင်ကလည်းဆက်ပတ်တီးပတ်နေပါသေးတယ်သူမအနေနဲ့ဒီလိုကြော်ညာရိုက်ကူးရမှာသူမရဲ့အသက်အန္တရာယ်ကိုလည်းမထိခိုက်စေနိုင်အောင် safe ဖြစ်မဲ့အရာများစွာလှုပ်ဆောင်ထားခဲ့ပါတယ်သူမဒီကြော်ညာရိုက်ကူးခြင်းရဲ့နောက်ကွယ်မှာကြော်ညာကဘယ်လောက်ရခဲ့လဲဆိုတာတရေမွေဖော်ပြထားခြင်းမရှိခဲ့ပေခံမှန်းချေရ American Dollar 1000ကနေ9000ဝန်းကျင်ရှိတယ်လို့ခံမှန်းယူဆကြပါတယ်ဒါအပြင်ကိုမှသူမဟာဒီလိုကြော်ညာရိုက်ကူးရေးကြောင့်လူသိများထင်ရှားလာပြီးကမ္ဘာနာမည်ကြီးသတင်းအဖွဲ့အစည်းတွေဖြစ်ကြတဲ့ BBC, CNN နဲ့ American စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes တို့ရဲ့စီစဉ်တွေမှာပါဝင်ခဲ့ပါတယ်ဒီကြော်ညာရိုက်ကူးခြင်းဟာ2021ခုနှစ်ကိုဗစ်ဖြစ်ပွားနေခြင်းဖြစ်လို့ We are on top of the world ဆိုတဲ့စာသားဟာတော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်ဒါအပြင်လေကြောင်းလိုက်ကြော်ညာတွေထက်မှအသက်အန္တရာယ်ရှိဆုံးနဲ့ယူသွမှုအရှိဆုံးကြော်ညာဆိုပြီးထင်ကြီးပေးခဲ့ပါတယ်သူမအနေနဲ့ဒီလိုကြော်ညာရိုက်ကူးတာဟာအစိမ့်သက်သက်ရိုက်ကူးခြင်းမျိုးမဟုတ်ပေသူမဟာ Sky Diving ချိန်ပေါင်း2000ကျော်တိလှုပ်ဆောင်ခဲ့ဘူးသူဖြစ်ပြီးမြင်မာတဲ့လေဟုန်နဲ့နှိစက်သူတို့ဖြစ်ကြောင်းကိုသိရပါတယ်ဒါ့အပြင်မှာသူမဟာ Miss Champion တွေ Stunt Woman တယောက်ဆောင်ခြင်းမျိုးတွေနဲ့လူများကိုစိတ်တက်ကြွလာစေမယ့် Motivational Speaker ဖြစ်လေဆောင်ရွက်နေသူတူဖြစ်ပါတယ်။ဒါကြောင့်သူမဟာသူမရဲ့ professional လုပ်ဆောင်တဲ့အရာအလုံးကိုပေါင်းစပ်ကာဒီကြော်ညာကိုရိုက်ကူးဖို့အတွက်လက်ခံခဲ့တာပါ။ဒါဆိုရင်သူမကိုယူတူတူဦးလို့ဆိုနိုင်ပါဦးမလား။ဒီကြော်ညာမှာသူမအနေနဲ့ဒေါ်လာ9000ရရှိကြတယ်ဆိုပါစို့မြန်မာငွေဒေါ်လာကို4000နဲ့တွက်မယ်ဆိုရင်တရက်လောက်ချိန်ပေးရိုက်ကူးရုံနဲ့မြန်မာငွေ3000ကျော်ရရှိမှာဆိုတော့ဒီလိုခွင့်ရမျိုးတင်တာရရှိမယ်ဆိုရင်လက်လွတ်သွားမှာလား။လိမ္မာ1000ကျော်ဆိုတာတင်းတက်လုံးအလွတ်လွတ်သွားရင်တော့မှရဖို့ဆိုတာမသေးကြတဲ့ငွေကြေးပမာဏတစ်ခုလည်းဖြစ်ပါတယ်။ဘာပဲပြောပါဒီကြော်ညာဟာနီခိုးကိုကဘာကတိအောင်လှုပ်ဆောင်ပေးလိုက်တာကြောင့်ကြော်ညာကလည်းရနာမည်လေးကြီးတဲ့ကြီးလာပြီးနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ win-win situation တစ်ခုဖြစ်လာခဲ့ပါတယ်။နီခိုးကသူမဘဝမှာကြော်ညာအနေနဲ့ဒီကြော်ညာတစ်ခုတည်းကိုသာရိုက်ကူးခဲ့ပူပြီးတစ်ခုဆိုစိုးစလောက်ပဲနာမည်ကြီးခဲ့တာပါ။သူမအနေနဲ့ဒီကြော်ညာရိုက်ကူးပြီးမှအင်တာဗျူးစီစဉ်နေတခြားသောသတင်းစီစဉ်တွေမှာပါဝင်ခဲ့ပေမဲ့လည်းတခြားသောကြော်ညာတွေကိုလက်ခံရိုက်ကူးခြင်းမရှိတော့ဘဲသူမရဲ့ professional life တစ်ခုဖြစ်တဲ့ Sky Diving တွေ Stunt Woman တွေနဲ့ Motivational Speaker တွေဖြစ်တာဆက်လက်ဆောင်ရွက်လုပ်ကိုင်နေခဲ့ကြောင်းတွေ့ရှိရပါတယ်။ကဲပရိသတ်တွေအတွက်ယခုတစ်ပတ်မှာ Story Channel ဖွဲ့သားရင်းနဲ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ဒူဘိုင်းမှာရှိတဲ့ကမ္ဘာမြေဆုံးအဆောက်အုံ Burj Khalifa မှာလေကြောင်းလိုင်းကြော်ညာတက်ရောက်ရိုက်ကူးခဲ့တဲ့ Nico Smith Lewis အကြောင်းတင်ဆက်ပေးခဲ့တာပါပရိသတ်တွေအနေနဲ့လည်းဘူးတူတာရရှိစေမယ့်အကြောင်းအရာတွေကို Story Channel ဖွဲ့သားရင်းနဲ့အပတ်စဉ်အပတ်တိုင်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ Story Channel လေးကို Like and Subscribe ပြုလုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုလေးမှာလည်းစိတ်ဝင်စားဖွယ်ဘူးတူတာရရှိနေတူပရိသတ်တွေရှိမှရောက်ရှိလာခဲ့ပါဦးမယ်အခုကတော့နှုတ်ဆက်ခြင်းရောက်ရှိပါပြီအားလုံးပဲတက်တာပါ